ဟာလာဒုက္ခဈေးမှာတော့ဝယ်မှာဖြစ်ပါတယ်ဟာလာဒုက္ခဈေးကိုဘယ်လမ်းနဲ့သွားမလဲဆိုတာရှင်လိုက်ခဲ့တယ်ရှမ်းကနေပြင်လာကနေတွားမယ်ပြင်လာမြို့တွေကနေဖြတ်မယ်ရှမ်းကောင်ဖြတ်မယ်လို့ရှိရင်ဈေးဘက်ကိုရောက်မယ်ဝမ်ဝေးတိုင်းဝင်သွားဈေးဘက်ကိုရောက်လို့ရှိရင်ညဘက်ပတ်မှငလင်တန်းကြောင့်ပျက်စီးသွားတဲ့ຢာတွေတွေ့လိမ့်မယ်အဲ့ကနေလမ်းဝမ်ဝေးတိုင်းပဲဝင်ရမှာဖြစ်ပါတယ်ဒီနေ့ကတော့အနည်းဆုံးလမ်းကိုရွေးချယ်တာဖြစ်ပါတယ်တိုးတော်လမ်းလေးကတော့နည်းနည်းပိတ်တယ်သတိထားမှာဖြစ်ပါတယ်အဲ့တိုင်းလေးဝင်လာလို့ရှိရင်လမ်းလေးကတော့ဆိုင်ငယ်လေးကိုသတိထားပါအဲ့ရှေ့လမ်းလေးနဲ့ရောက်လို့ရှိရင်ကကျွန်တော်တို့ဘယ်ဘက်ကွေးတဲ့လမ်းလေးတိုင်းကိုကျွန်တော်တို့ဘယ်ဘက်တိုင်းလိုက်ရပါဖြစ်ပါတယ်ဘယ်ဘက်လေးကိုကွေးလိုက်ပါတက်တွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုလမ်းဟောင်းပေါ်လမ်းဟောင်းပေါ်ရောက်တော့မှရန်ကုန်မန်းလေးလမ်းဟောင်းပေါ်ရောက်တော့မှဖြစ်ပါတယ်ဒါပေမဲ့တတိထားတွေတော့မောင်းပါဈေးလေးရောက်လာပါပြီဈေးလမ်းတိုင်းဝင်လာလို့ရှိရင်လူလေးကတော့နည်းနည်းရှုပ်တယ်တတိထားပြီးဝင်ပါအာရဒုက္ခဈေးကိုလာမယ်ဆိုလို့ရှိရင်အနည်းဆုံးလမ်းပြင်းနာနေလာမယ်ဆိုရင်တော့ဆိုင်ငယ်လေးနဲ့လာလို့ရှိရင်တော့အကောင်းဆုံးပါကားလေးနဲ့လာလို့ရှိရင်တော့စိတ်ကလေးနည်းနည်းရှုပ်ရပါတယ်စိတ်လေးရှည်ရပါတယ်ကိုကတော့ဈေးတဲ့ရောက်နေပါပြီဆိုင်ငယ်ရပ်ဖို့အတွက်နေရာရှာနေပါတယ်တီးနံတွေကလက်ဆက်ပြီးဈေးနှုန်းအလွန်သက်သာတာယုံမကပဲနဲ့အလေးချိန်နဲ့အတော့ပြည့်မီတဲ့ဈေးဖြစ်တဲ့ဈေးတွေအားလုံးဒီပါကတော့ဒီဈေးမှာလာပြီးလက်လီလက်ကားလောက်ဝယ်ပြီးတော့မှတမီပြီးတော့တမျိုးလုံးကိုဖန်ဖြူရောင်းချနေတာဖြစ်ပါတယ်ဒါလေးကတော့ဒီနေ့နန်းနန်းရဲ့ဈေးထုတ်ဝယ်တဲ့ blog လေးဖြစ်ပါတယ်ဟာရဒုက္ခဈေးကိုဘယ်လိုသွားရလဲဆိုတာကိုလမ်းညွှန်ပေးတာပဲဖြစ်ပါတယ်နောက်ရက်ကြားလို့ရှိရင်ဘာတွေရတာလဲဒါ9တန်းနေဘယ်လောက်ထိဈေးချူလဲလက်ဆက်တယ်ဆိုတော့ထပ်ပြီးတော့မှပြသတော့မှာဖြစ်ပါတယ်အဆုံးဒီလိုက်လံပါလာတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်